မိမဖြစ်သူကချစ်ဦးနဲ့တွေ့ပြီးတိုင်းယောက်ျားနဲ့သမီးကိုပြန်တောင်းပန်ဖို့အိမ်အမြန်ပြန်လာလေးရှိပါတယ်။ဒါပေမဲ့ဒီတစ်ခါအိမ်ပြန်ရောက်တော့အိမ်ကြီးကလုံးဝဟာလာဟင်းလင်းဖြစ်ပြီးဘယ်သူမှမရှိတော့ပါဘူး။သူကအတန်ကုန်ဟစ်ပြီးဘလောက်ပဲခေါ်ခေါ်သူ့ယောက်ျားနဲ့သမီးစီကနေဘာတန်မှပြန်မကြားရပါဘူး။အဲ့ဒီအမျိုးသမီးလည်းတစ်ခုခုမားနေပြီဆိုတာသိလိုက်ပြီးသူ့ယောက်ျားစီကိုဖုန်းအမြန်ဆက်လိုက်ပါတယ်။ဒါပေမဲ့ဘယ်သူမှဖုန်းကိုပြန်မကင်ခဲ့ကြပါဘူး။ကျမ်းပြင်ပေါ်မှာတော့သမီးလေးလှုပ်ထားတဲ့မိသားစု၃ယောက်ပုံရွှေရုပ်လေးတွေပြန်ကျဲနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတော့မှပဲယောက်ျားနဲ့သမီးတို့သူ့ကိုလုံးဝဆုံးခွာသွားကြပြီဆိုတာနားလည်လိုက်ပါတော့တယ်။သူအခုလိုဖြစ်ရတာကလည်းလုံးဝကိုသူကိုယ်တိုင်လုပ်ခဲ့တဲ့ကိစ္စတွေကြောင့်ပါပဲတကယ်တမ်းတော့အမျိုးသမီးကသူ့ရဲ့အချစ်ဦးရုတ်တရက်နိုင်ငံခြားထွက်သွားတာကိုလက်မခံနိုင်ခဲ့ပါဘူးအဲ့ဒါကြောင့်အရက်တောက်ပြီးတဲ့နောက်သူ့ယောက်ျားကိုအချစ်ဦးလို့အထင်မှားပြီးမှားယွင်းမိရာကနေညားသွားခဲ့ကြတာပါအဲ့ဒီနောက်မကြခင်မှာပဲသူတို့ရဲ့ရင်သွေးလေးကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့အိမ်အောင်သက်၈နှစ်တာကာလအတွင်းမှာအဲ့ဒီလူကိုယောက်ျားအဖြစ်အတိအမှတ်မပြုတဲ့အပြင်သမီးလေးကိုတော့သူ့ကိုအမေလို့ခေါ်ခွင့်မပေးခဲ့ပါဘူးသမီးလေးလည်းပင်မှာဆွဲကြိုးဆွဲထားတာမြင်တော့သူကရက်ရက်ဆက်ဆက်ဆွဲဖြုတ်လိုက်ပြီးသူ့ပစ္စည်းတွေကိုလုံးဝမကင်ဖို့ကလေးကိုစူပူချိန်မောင်းခဲ့ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါခင်မုန်းဖြစ်သူကဒီဆွဲကြိုးဟာတကယ်တော့အချစ်ဦးရဲ့သမီးအတွက်ပြင်ဆင်ထားတဲ့လက်ဆောင်ဆိုတာကိုချက်ချင်းပဲသဘောပေါက်လိုက်ပါတယ်မိမဖြစ်သူရဲ့စိတ်ရင်းကိုတီးလိုက်ရတဲ့ယောက်ျားကသမီးလေးကိုခေါ်ပြီးအိမ်ကထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူကသမီးလေးသဘောထားကိုမေးကြည့်ပေမဲ့ကလေးမလေးကတော့အမေကိုထားမသွားချင်ခဲ့ပါဘူးအဲ့ဒါကြောင့်အမေဖြစ်သူကိုနောက်ဆုံးအခွင့်အရေးပေးဖို့ဖေဖေနဲ့သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်တကယ်၍အမေကသူတို့နှစ်ယောက်ကိုမချစ်သေးဘူးဆိုရင်တော့ဆက်မနေတော့ပဲထာဝရထွက်သွားကြမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်စက်တင်ပေးမှမှုဇလန်းလေးကိုသဘောကျရင်ဖော်လို့လုပ်ခဲ့နော်တားဖနှစ်ယောက်ဟာညစာစားဖို့အိမ်ပြန်လာမဲ့အမျိုးသမီးကိုစောင့်ဆိုင်ရင်းစားပွဲအပြည့်ဟင်းကောင်းတွေချက်ပြုတ်ပြင်ဆင်ထားလိုက်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကအမျိုးသမီးဟာအချစ်ဦးရဲ့အဲ့ဒီလူရဲ့သမီးရဲ့နဲ့အတူအိမ်ပြန်ရောက်လာခဲ့ပါတယ်အချစ်ဦးကဒီယောက်ျားဘသူလဲမေးတော့အမျိုးသမီးကအိမ်ဖော်ပါလို့လိန်ပြောခဲ့ပါတယ်ယောက်ျားဖြစ်သူကအရန်ဒေါသထွက်သွားပေမဲ့သမီးလေးမျက်နှာကိုထောက်ပြီးတီးခံလိုက်ပါတယ်မကြခင်မှာပဲအမျိုးသမီးကသူတို့ချက်ထားတဲ့ဟင်းတွေကိုမြည်ဆန်းကြည့်ပြီးအရန်စားကောင်းတယ်လို့ထင်သွားပါတယ်သူကသမီးလေးကိုချီးကျူးဖို့လုပ်နေတော့မှပဲအချစ်ဦးရဲ့သမီးကစကားဖြတ်ပြောလိုက်ပါတယ်အဲ့ဒီကလေးကဟင်းတွေစားမကောင်းဘူးလို့ပြောပြီးကြက်သားစားခြင်းနဲ့ဆိုကအတန်ကျဲကြီးနဲ့တောင်းဆိုပါတော့တယ်အဲ့ဒါကြောင့်အမျိုးသမီးကချက်ချင်းပဲကြက်သားလုပ်ပေးဖို့သူ့ယောက်ျားကိုအမိတ်ပေးခိုင်းစေလိုက်ပါတယ်ယောက်ျားဖြစ်သူလည်းမတက်တာတဲ့အဆုံးမှာတော့သူခိုင်းတဲ့အတိုင်းပဲမလုပ်ချင်ပဲနဲ့လုပ်ပေးလိုက်ရပါတယ်မိမဖြစ်သူကသမီးရင်းလေးရဲ့ခံစားချက်ကိုလုံးဝဂရုမစိုက်ဖဲအချစ်ဦးရဲ့သမီးကိုလူပုံအလဲမှာဒီလောက်ထိပြောင်းကျကျမျက်နှာလိုက်မယ်လို့သူလုံးဝထင်မထားခဲ့ပါဘူးကြက်သားချက်ပြီးတဲ့အခါသမီးလေးကစေတနာနဲ့ကိုယ်တိုင်သွားယူပြီးလာချပေးပါတယ်ဒါပေမဲ့မထင်မှတ်ထားပဲကလေးမလေးကခလုတ်တိုက်မိပြီးကျမ်းပြင်ပေါ်ကိုလဲကျသွားပါတယ်ဖခင်ဖြစ်သူကသမီးလေးကိုနှစ်သိမ့်ပေးပြီးဘာမှမဖြစ်ဘူးအဆင်ပြေတယ်လို့ပြောပါတယ်ဒါပေမဲ့အချစ်ဦးရဲ့သမီးကအဲ့ဒါကိုမြင်တော့ရော်ကြီးပေးဖို့စပြီးတောင်းဆိုပါတော့တယ်တစ်ချိန်တည်းမှာပဲအမျိုးသမီးကသမီးဖြစ်သူကိုမူမမှန်မှုဆိုပြီးစူပူတလို့သူ့ယောက်ျားတမင်လောက်တာလို့လည်းထင်နေပါတယ်သူကတားဖားနှစ်ယောက်စလုံးကိုချက်ချင်းထွက်သွားဖို့ပြောပါတော့တယ်သူကသူတို့နှစ်ယောက်စလုံးကိုနောက်ထပ်ဘယ်တော့မှမမြင်ချင်တော့ဘူးလို့လည်းပြောလိုက်ပါတယ်ပြီးတော့မှအချစ်ဦးရဲ့သမီးဘက်ကိုလှည့်ပြီးတော့တေချာပေါက်နှစ်သိမ့်ပေးလိုက်ပါတယ်အချစ်ဦးသမီးငိုနေလို့အမျိုးသမီးကအဝတ်စားဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အမေကသူ့ကိုတခါမှဈေးဝယ်မခေါ်ဘူးလို့အဲ့ဒါကြတော့သမီးလေးကအရန်အားကျသွားပါတယ်အဲ့ဒီအခါအချစ်ဦးဖြစ်သူကသမီးလေးကိုပါခေါ်သွားဖို့အကြံပေးလိုက်ပါတယ်အမျိုးသမီးကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်မကြခင်မှာပဲသူတို့တွေအဝတ်စားရွေးဖို့ဂုံတိုက်ကိုရောက်လာကြပါတယ်စက်တင်ပေးမှမှုဇလန်းလေးကိုသဘောကျရင်ဖော်လို့လုပ်ခဲ့နော်အချစ်ဦးရဲ့သမီးကသမီးလေးရွေးထားတဲ့အင်ဂျီကိုလူယူယုံတယ်မကပဲတမင်တက်တက်လဲကျချင်အောင်ဆောင်ပြီးအမျိုးသမီးရှိမှတင်သူ့ကိုတွန်းချပါတယ်လို့ဆွဆွဲလိုက်ပါတယ်အဲ့ဒီကလေးကသူ့ဝတ်စုံကိုသူကိုယ်တိုင်တောင်ဆွဲဖျက်လိုက်ပါသေးတယ်သမီးလေးကချက်ချင်းပဲရှင်းပြဖို့ကြိုးစားပေမဲ့အမျိုးသမီးကတော့ယုံကြည်ပုံမရပါဘူးသူကလူတိုင်းရဲ့ရှိမှတင်သမီးလေးကိုစူပူချိန်မောက်မာတော့တယ်အချစ်ဦးကတော့နောက်တစ်ထည်ဝယ်ပေးလိုက်ရင်ရပါတယ်ဆိုပြီးဟန်ဆောင်ဖြောင်းဖြပေမဲ့အမျိုးသမီးကတော့သမီးလေးကိုလွှတ်ပေးဖို့ရည်ရွယ်ချက်မရှိပါဘူးသူကသမီးလေးကိုအချစ်ဦးရဲ့သမီးစီမှာတောင်းပန်ခိုင်းပါတယ်သမီးလေးကငိုပြီးသူမလုပ်ခဲ့ကြောင်းနဲ့မလုပ်တဲ့အရာအတွက်ဝန်မခံနိုင်ကြောင်းပြောရှာပါတယ်အမျိုးသမီးကတော့လုံးဝလစ်လူရှုပြီးကုန်းတိုက်ထဲမှာတယောက်တည်းထားပစ်ခဲ့ပါတယ်ပြီးတာနဲ့သူတို့တွေထွက်ခွာသွားကြပါတော့တယ်သမီးလေးကနောက်ကနေအမေလို့အော်ဟစ်ငိုယိုပြီးလိုက်ခေါ်နေပေမဲ့အမျိုးသမီးကကားကိုလုံးဝရက်မပေးခဲ့ပါဘူးစိတ်ထိခိုက်လုံးပြီးသမီးလေးခမညာဘာမှမသိတော့ပဲအဲ့ဒီနေရာမှာတင်မေးလဲသွားပါတော့တယ်ကံကောင်းလို့လမ်းသွားလမ်းလာတယောက်ကသူ့ကိုစေးရုံစီအချိန်မီပို့ပေးခဲ့ပါတယ်အဖေဖြစ်သူကဖြစ်ပျက်ခဲ့တာတွေကိုကြားလိုက်ရတဲ့အခါမှာတော့စေးရုံကိုအမြန်ဆုံးပြေးလာခဲ့ပါတယ်ရောက်တာနဲ့သူကဆရာဝန်ကိုသမီးလေးရဲ့လက်ရှိအခြေအနေအကြောင်းမေးမြန်းပါတယ်ဆရာဝန်ကတော့လူများရှိတဲ့နေရာမှာကလေးတယောက်တည်းထားပစ်ခဲ့တဲ့တာဝန်မဲ့လုပ်ရအတွက်သူတို့ကိုချက်ချင်းပဲစူပူပါတော့တယ်ယောက်ျားဖြစ်သူဟာသူ့သမီးလေးကိုကြည့်ပြီးရင်ထဲမှာအသေးကွဲမတက်ခံစားလိုက်ရပါတယ်ဒါပေမဲ့သမီးလေးနိုးလာတဲ့အခါမှာတော့သူ့အမေကိုအရန်တတိယနေတော့မှပဲသူကမွေးနေ့မှာအမေလာစေခြင်းတဲ့အတွက်အမေစီဖုန်းဆက်ပေးဖို့ဖေဖေကိုတောင်းပန်ရှာပါတယ်တန်ဩစရာကောင်းတာကဒီတစ်ခါတော့အမျိုးသမီးကလက်ခံခဲ့ပေမဲ့သူတို့ပြောစကားကိုအချစ်ဦးနဲ့သမီးဖြစ်သူကကြားသွားပါတယ်အချစ်ဦးရဲ့သမီးကအမျိုးသမီးကိုမသွားစေချင်လို့ချက်ချင်းပဲလိန်ပြောပြီးတားဆီးပါ
တော့တယ်စက်တင်ပေးမှမှုဇက်လန်းလေးကိုသဘောကျရင်ဖော်လို့လုပ်ခဲ့နော်သမီးလေးရဲ့မွေးနေ့ရက်ကိုရောက်ရှိလို့လာခဲ့ပါတယ်သူကပျော်ပျော်ရွှင်ရွှင်နဲ့အမေအတွက်လက်ဆောင်ပြင်ဆင်နေတော့မှပဲဖခင်ဖြစ်သူစီကိုအချစ်ဦးစီကနေစားတစောင်းဝင်လာပါတယ်ဖွင့်ကြည့်လိုက်တဲ့ခါမှာတော့အမျိုးသမီးကအချစ်ဦးရဲ့သမီးမွေးနေ့ကိုကျင်းပပေးနေတဲ့တပ်ပုံဖြစ်နေပါတယ်အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူကသူ့မိန်းမအပေါ်လုံးဝကိုစိတ်ပြတ်သွားပါတော့တယ်သူကဘာဖြစ်လို့သမီးလေးကိုဒီလောက်ထိနာကျင်အောင်လုပ်နေရတာလဲဆိုတာနားမလည်နိုင်အောင်ဖြစ်နေပါတယ်ညစ်တဲ့အထိစောင့်နေခဲ့ပေမဲ့အမျိုးသမီးကတော့ပေါ်မလာခဲ့ပါဘူးသမီးလေးကဖေဖေကိုအမေဘယ်တော့ပြန်လာမလဲလို့မျှော်လင့်တကြီးနဲ့မေးပါတယ်အဖေဖြစ်သူလည်းလမ်းပိတ်နေတယ်လို့လိန်ပြောယုံကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲသမီးလေးရဲ့အတန်းဖော်တယောက်စီကနေစားတစောင်းဝင်လာခဲ့ပါတယ်ဖွင့်ကြည့်လိုက်တော့အချစ်ဦးရဲ့သမီးမွေးနေ့ပွဲမှာရောက်နေတဲ့အမေပုံတွေကိုတွေးလိုက်ရပါတယ်အဲ့ဒါကိုမြင်ပြီးနောက်မှာတော့သမီးလေးခန့်များအသေးကွဲမတက်ခံစားလိုက်ရပြီးအမေကဘာဖြစ်လို့သူ့ကိုဒီလိုမျိုးညှင်းပယ်နေရတာလဲဆိုတာသူလုံးဝနားမလည်နိုင်တော့ပါဘူးသူကငိုယိုပြီးဖေဖေကိုအမေကိုမလိုချင်တော့ဘူးလို့ပြောပါတော့တယ်ပြီးတော့အမေနဲ့ပတ်သက်တဲ့တပ်ပုံတွေအကုန်လုံးကိုမိရှုပစ်လိုက်ပါတယ်အမေပေးထားဘူးတဲ့လက်ဆောင်တွေကိုလည်းရိုက်ခွဲပစ်လိုက်ပါတော့တယ်နှစ်တွေအကြာကြီးအမေလုပ်ခဲ့တာတွေကိုတွေးမိပြီးသမီးလေးကအမေပေါ်လုံးဝစိတ်ကုန်သွားပါပြီသူကဖေဖေနဲ့အတူပစ္စည်းတွေတင်ပြီးအိမ်ကနေအပီးပိုင်ထွက်သွားဖို့ပြင်ဆင်လိုက်ကြပါတယ်အဲ့ဒီအချိန်ကျမှအမျိုးသမီးကဒီနေ့ဟာသူ့သမီးမွေးနေ့ဆိုတာကိုရုတ်တရက်သတိရသွားပါတယ်သူကမွေးနေ့ပွဲလုပ်ပေးဖို့အတွက်အကောင်ရန်ကြီးမှာအိမ်ကိုအပြေးလွှားပြန်လာခဲ့ပါတယ်ဒါပေမဲ့သူအိမ်ထဲကိုဝင်ဖို့တကားဖွင့်ဖို့စူးစမ်းလိုက်တဲ့အချိန်မှာပဲသူမအတွက်လုံးဝမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုရုတ်တရက်ကြီးဖြစ်ပွားခဲ့ပါတော့တယ်